ဒီနေ့တော့ CapCut ကိုသုံးပြီးကာတွန်းမျက်နှာလေးတွေနဲ့ဗီဒီယိုဘယ်လိုဖန်တီးရမလဲဆိုတာသင်ပေးသွားမှာပါ channel မျိုးတွေမှာအသုံးပြုနိုင်ပါတယ်အထူးသဖြင့် content creator တယောက်ဖြစ်ချင်ပေမဲ့ကိုမျက်နှာကိုဗီဒီယိုထဲမှာမပြောင်းကိုအသုံးပြုမဲ့ဗီဒီယိုကိုရိုက်ကူးထားပါနှစ်ပြီးရင် CapCut ကိုဖွင့်ပြီး new project ထဲမှာစောစောကဗီဒီယိုကိုထည့်လိုက်ပါသုံးဗီဒီယိုဖိုင်ကိုတစ်ချက်နှိပ် select လုပ်ပြီးအောက်က effects ထဲကိုတွားပါလေးအဲ့ဒီထဲကမှ body effects ကိုရွေးချယ်ပါငါနောက်ဆုံးနာက image ဆိုတဲ့ option ထဲမှာကိုကြိုက်နေတဲ့ရာမျက်နှာပုံစံမျိုးမျိုးကိုရွေးချယ်လိုက်ပါတယ်ကိုလိုချင်တဲ့ပုံစံကိုနှိပ်လိုက်တာနဲ့ဗီဒီယိုထဲမှာအလိုလျောက်အစားထိုးပေးသွားမှာပါနောက်ထပ်နည်းလမ်းတစ်ခုကတော့ effects ထဲကမှ video effects ကိုတွားပြီး search မှာ cartoon face လို့ရိုက်ချလိုက်ပါကြားလာတဲ့ effect ကိုဗီဒီယိုပေါ်မှာ apply လုပ်လိုက်ရုံနဲ့ cartoon မျက်နှာလေးနဲ့ဗီဒီယိုတစ်ခုရရှိသွားမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကိုစမ်းကြည့်ကြပါဦးဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေထပ်ကြည့်ဖို့အတွက်ကျွန်တော်ရဲ့ ID ကို follow လုပ်ထား